ငါးကန်လေးပြီးသွားပြီငါးကန်ရောငါးကန်တင်တဲ့စင်ရောဆေးလဲတောက်ပြီးပြီကိုဒါကို YouTube မှာကြည့်ပြီးလောက်တာလားYouTube မှာကြည့်ပြီးလောက်တာပထမဦးဆုံးစမ်းပြီးတော့လောက်ကြည့်တဲ့ငါးကန်လေးပါဖတ်သွားပါလေငါးထဲလိုက်ပို့လှရမယ်ကွနော်ဟုတ်တယ်ဒီကောကောင်းတယ်မပြီးတော့ပါပြီငါးကန်လေးဒါတွေတော့အများကြီးပဲဒါကတော့အကြီးဆုံးပေါ့တကောင်ကို900ပေးရပါတယ်